မော်မြင်းပြူနှင့်မီးငှက်ဤစွန့်စားခန်းအမောင်တို့ကိုထိုးဖောက်သွားသည့်လင်းလက်တောက်ပသောအလင်းတန်းတစ်ခုရှိခဲ့သည်ထိုအလင်းတန်းသည်အမှန်တကယ်ပင်လျှို့ဝှက်စမ်းကြဲသောအရာတစ်ခုဖြစ်သည်နနက်ရောက်သောအခါလယ်သမိုင်းတဦးသည်သူ၏လယ်ကွင်းပျက်စီးနေသည်ကိုတွေ့ရှိသွားသည်ထို့ကြောင့်သူကတားသုံးယောက်ကိုခေါ်ပြီးလယ်ကွင်းကိုစောင့်ရှောက်ရန်တာဝန်ပေးလိုက်သည်တားများတဲ့တွင်ဂျွန်ကိုလူတိုင်းကအပြင်းထူသူဟုသတ်မှတ်ကြသည်သို့သောအကိုဖြစ်သူများကဂျိုနီကျင်နာမှုကိုအခွင့်ကောင်းယူကာသူ့ကိုတဦးတည်းလဲဆောင်ခိုင်းခဲ့ကြသည်ဂျွန်နောက်လက်ကြည့်လိုက်သောအခါမြင်းပြူတကောင်ကိုတွေ့လိုက်ရသည်ဂျွန်သည်ထိုးမြောက်ကြီးမားသောမြင်းပြူကိုမြင်လိုက်ရသောအခါမယုံနိုင်အောင်ဖြစ်သွားသည်သူသည်မြင်းကိုကြိုးဖြင့်ဖမ်းရန်ကြိုးစားစဉ်မြင်းကရှေ့သို့ပြေးထွက်သွားရမှဟန်ချက်ပြက်ပြီးရွှွနွံတဲသို့ကျသွားသည်ဂျွန်ကထိုမြင်းကိုနွံထဲမှကဲထုတ်ပေးလိုက်သည်ထိုအချိန်တွင်မြင်းဤမျက်လုံးများကတမျိုးဖြစ်နေသည်ကိုဂျွန်သတိထားမိလိုက်သည်မြင်းကဂျွန်ကိုကြီးစွန်းတင်စကားဆိုကာထွက်ခွာသွားသည်ဂျွန်အင်္ဂပြန်တွင်လယ်ကွင်းထဲမှအတန်တစ်ခုထပ်မံကြားရပြန်သည်ဂျွန်သွားရောက်စစ်ဆေးသောအခါတန်ကြိုးဖွင့်ချီနှောင်ခံထားရသောမြင်းနှကောင်ကိုတွေ့ပြီးထိတ်လန့်သွားသည်သူမလုဆောင်ပြီးမှပင်နောက်လက်ကြည့်လိုက်ရာဖော်လွတ်ခေါ်သောမြင်းကလေးတစ်ကောင်ကိုတွေ့ရသည်အမှန်စင်စစ်ဖော်သည်ဂျွန်ကယ်တင်ခဲ့သောမြင်းကြီး၏သားဖြစ်သည်ဖော်ကဂျွန်ကိုကျွန်တော်အမေကခညားပေါ်တိတ်ကျေနပ်နေတာဟုပြောပြသည်ဂျွန်သည်သူ့ဖခင်အထဲသို့မဝင်လာစေရန်အပြင်မှာပင်တားဆီးထားလိုက်သည်ဖခင်ထွက်သွားပြီးနောက်ဂျွန်သည်ဖော်ကိုစီးကြည့်သည်ဖော်ကအလွန်မြန်အောင်ပြေးနိုင်သည်ဂျွန်၏အမိန့်ပေးထံကိုလည်းနားလေသည်ဂျွန်ကဤမြင်းများကိုဈေးထဲတွင်ရောင်းချရန်ဆုံးဖြတ်လိုက်သည်ဂျွန်ကမြင်းများကိုဈေးသို့ခေါ်ဆောင်သွားသောအခါလူတိုင်းက၎င်းတို့၏အလှပါကိုမြင်ပြီးအံ့ဩကုန်ကြသည်အဘိုးအိုတူးထံတွင်ပင်ဤမြလှသောမြင်းမျိုးကိုမြည်သူမြမမြင်ဘူးကြကြတစ်ဖက်တွင်လည်းဂျွန်ကမြင်းများကိုဘယင်ကြီးတိုင်ရောင်းချခြင်းနေသည်ဘယင်ကြီးရောက်သောအခါမြင်းများကိုမြင်ပြီးအလွန်ဆွဲလန်းသွားသည်သို့သောဘယင်၏အမတ်ကထိုမြင်းများကိုခိုးရပါမြင်းများဟုဆွတ်ဆွဲလိုက်သည်ဂျွန်ကဘယင်ထံမှငွေတောင်းရန်ခက်ခဲသွားသည်ဖော်ကဒီမြင်းများကိုအဲ့ဒီအဘိုးကြီးစီမှာပဲရောင်းပါလို့ကျွန်တော်ပြောသားပဲဟုဂျွန်ကိုစုပူးလေသည်ဖော်သည်ဂျွန်ဝမ်းနေနေသောအခါလီချွန်းလိုက်သည်မီးငယ်ဤအတောင်ပံတစ်ခုကိုဂျွန်အားပေးလိုက်သည်ဘယင်ကြီးကကြောက်ရွံ့တော်လဲဂျွန်ကိုမြင်းများအတွက်ငွေပေးရန်သဘောပေါက်လိုက်သည်ဂျွန်ကအစော်ခါခံရသည့်အတွက်ကလဲဆချီသည့်အနေနဲ့မြင်းဘိုးကိုအလွန်မြင့်မားသောဈေးနှုန်းသတ်မှတ်လိုက်သည်ဂျွန်သည်ဘယင်ကြီး၏ကမ်းလှမ်းမှုကိုလက်ခံသည်အမှုထမ်းခဲ့သွားသည်ထိုအခါဘယင်လက်ထောက်ကဂျွန်ကိုဒုက္ခပေးရန်ဖမ်းငှက်ခတ်သောဖိနစ်မီငှက်ကိုဖမ်းခိုင်းရန်အကြံပေးလိုက်သည်အကယ်၍ဂျွန်မအောင်မြင်ပါကသူ့ကိုတေတံပေးမည်ဟုဘယင်ကပြောသည်ဖိုးကဤတာဝန်သည်အလွန်အန္တရာယ်များကြောင်းသတိပေးတော်လေဂျွန်ကလက်ခံပြီးဖြစ်၍နောက်မဆုတ်တော့ဘူးဖိုးကဂျွန်ကိုတောအုပ်ထဲသို့ခေါ်သွားပြီးမီးငယ်များကျိုင်းနေတတ်သောအိမ်မက်စီတဲ့များကိုပြသခဲ့သည်ဖိုး၏အဆိုအရမီးငယ်များသည်မြေအုပ်ထဲတွင်နေထိုင်ကြသည်၎င်းတို့သည်စီတဲ့များကိုဂရန်ပင်ပေါ်သို့ကရင်းကျဲကငှက်ထွက်ညံဆောင်ကြသည်ဂျွန်ကမီးငှက်ကိုဖမ်းရန်ကြိုးစားတော်လေငှက်ကပြန်လိုက်တိုက်ခိုက်သဖြင့်ကျွန်းတစ်လုံးမီးတောင်သွားသည်နောက်ဆုံးတွင်မီးငှက်သည်ထိုစီတဲကိုစားမိပြီးမေ့လဲသွားသည်ဂျွန်သည်မီးငှက်ကိုညင်သောအခါမျက်လုံးထဲတွင်မျက်ရည်များကိုမြင်လိုက်ရသောကြောင့်တနာသွားသည်ငှက်ကပြန်တန်းထွက်ခွာမိဂျွန်ကိုအလွန်ပူပြင်း၍တောက်ပါသောအမွေးတစ်ခုကိုပေးလိုက်သည်ဂျွန်ဘယင်ထံပြန်ရောက်သောအခါထိုအမွေးသည်မတောက်ပါတော့သဖြင့်မိသူမျှမယုံကြဘူးသို့သောနောက်နေ့ဂျွန်ကိုတေတံပေးမိအချိန်တွင်မီးငှက်ကိုလိုင်းပေါ်လာသဖြင့်လူတိုင်းကဂျွန်ကိုယုံတည်သွားကြပြီးဘယင်ကတေတံကိုရုပ်သိမ်းလိုက်သည်ထို့နောက်အမတ်ကဘယင်ကိုဂျွန်ကိုတောင်ပေါ်မင်းသမီးသွားခေါ်လိုက်ရန်အထက်အကြံပေးပြန်သည်ဂျွန်သည်ရေခဲတံပေါ်များတွင်နေထိုင်သောမင်းသမီးထံသို့ခရီးထွက်သွားခဲ့သည်ထိုနေရာတွင်ဖိုလ်သည်ရေကြီးမှုထဲသို့ကျသွားတော်လေလွတ်မြောက်သွားသည်ဂျွန်သည်နန်းတော်ထဲတွင်မင်းသမီးကိုတွေ့ရှိသွားသည်မင်းသမီးကတောင်ပေါ်မှခွန်ပြုံလိုက်သောအခါဂျွန်ကလည်းသူ့အသက်ကိုမငဲ့ပဲနောက်ကလိုက်ခွန်ပြုံလိုက်သည်ဖိုးက၎င်းတို့နှစ်ဦးလုံးကိုကယ်တင်လိုက်သည်မင်းသမီးသည်ဂျွန်ကိုစကင်သဘောကျလာသည်ဘယင်ကမင်းသမီးကိုလက်ထပ်ဖို့ကမ်းလှမ်းသောအခါမင်းသမီးကပင်လေထဲတွင်ပျောက်ဆုံးနေသောသူမ၏အပွားဖြစ်သောလက်စွပ်ကိုရှာပေးရန်ကတိတောင်းသည်ဂျွန်နှင့်ဖိုးသည်ဝေလဲငါးကြီးတကောင်၏ပျောက်ထဲတွင်လက်စွပ်ရှိနေကြောင်းသိလိုက်သည်
ထိုဝေလဲငါးကြီးသည်တင်းမောများကိုမြို့ချမိသည်ဖြင့်တန်ကြိုးများဖြင့်ချီနှောင်ခံထားရခြင်းဖြစ်သည်ဂျွန်ကဝေလဲငါး၏နှာခေါင်းကိုတွားရအောင်လှုပ်လိုက်သောအခါဝေလဲငါးကနှာချဲလိုက်သည်ဖြင့်တင်းပေါအလုံးပြန်ထွက်လာပြီးလက်ဆွေကိုလည်းရရှိသွားသည်သို့တော့ဘယေလူများကဖိုးစကားပြောတန်ကိုမြင်သွားကြောင်းသူ့ကိုမိစ္ဆာဖြစ်ခံပြီးဖဲရန်ကြိုးစားကြသည်ဂျွန်ကကဲ့တင်မနိုင်ခဲ့ကူဘယင်ကမင်းသမီးကိုလက်ထက်ရန်ဖင်ဆင်သောအခါမင်းသမီးကနောက်ထပ်အခြေအနေတစ်ခုထပ်ပေးသည်ဒါကအိုးသုံးအော်တွင်ရေချိုးရန်ဖြစ်သည်ပထမအိုးကရေပူဒုတိယအိုးကအေးသောရေဖြစ်သည်ဤသို့ပြုလုပ်ခြင်းဖြင့်ပြန်လည်နူးကျွယ်လာမည်ဟုဆိုသည်ဘယင်ကဂျွန်ကိုအရင်ဆုံးဆန်းတန်ရန်ခိုင်းသည်မင်းသမီးကဖိုးကိုအကူညီတောင်းပြီးအသက်ရှင်ပန်းများကိုရှာခိုင်းလိုက်သည်ဖိုးသည်ဒဏ်ရာရသွားတော့လဲကဘာအစွန်းအဖြောက်သို့သွားရောက်ပြီးထိုပန်းများကိုယူလာပေးခဲ့သည်ကျွန်းသည်ရေပူအိုးတဲသို့တွန်းချခံရတော့လဲမင်းသမီးကလက်စွပ်ကိုပြစ်ထည့်ပေးလိုက်ပြီးဖိုးကလည်းအချိန်မီပန်းများကိုပြစ်ထည့်လိုက်တဲ့ဖြင့်ကျွန်းသည်တီပန်းမှလွတ်ယုံမကပိုမိုနူကျွယ်ချောမော်လာခဲ့သည်နောက်ဆုံးတွင်လူတိုင်းကကျွန်းကိုဘယင်သစ်အဖြစ်တင်ပြကြသည်ဂျွန်နစ်မင်းသမီးတို့သည်ဖိုးကိုရှာဖွေတွေ့ရှိသွားကြပြီးဖိုးကလည်း၎င်းတို့နှစ်ဦးမင်္ဂလာဆောင်သောကိုကြည့်ရှုနေစဉ်ဇက်လန်းသည်ပျော်ရွှင်စွာနှင့်ပြီးဆုံးသွားလေတော်သည်